IG 的အမျိုးသမီးတစ်ခုဟာကလေးမွေးဖွားဖို့အတွက်ကမ်းခြေတစ်ခုကိုတွားခဲ့ပါတယ်။ဒါပေမဲ့မပြောလင့်ပဲကလေးရဲ့ငိုတန်ကြောင့်ပင်လယ်မိတ်ဆာတစ်ကောင်ရောက်လာပြီးကလေးကိုလူယူသွားပါတော့တယ်။အမျိုးသမီးဟာအဲ့ဒီမိတ်ဆာရဲ့ကြမ်းတုပ်မှုကိုတီးတာကြောင့်ကြောက်လန့်တကြားနဲ့ကလေးကိုခိတာလွတ်ပေးလိုက်ရပါတယ်။ပင်လယ်မိတ်ဆာဟာကလေးကိုသူ့ရဲ့ပိုက်ထဲထည့်သွားတာကိုသူမဟာရင်ခွဲမကိုက်ကြည့်နေခဲ့ရပါတယ်။ခင်တွင်းဖြစ်သူရောက်လာချိန်မှာတော့မိတ်ဆာဟာပင်လယ်ထဲကိုခုန်ဆင်းပြီးထွက်ပြေးသွားပါပြီ။ခင်တွင်းဖြစ်သူကချက်ချင်းပဲရွာသားတွေကိုစူးစီးပြီးကမ်းခြေတစ်လျှောက်မိတ်ဆာကိုလိုက်လံရှာဖွေခဲ့ပါတယ်။သူတို့ဟာရေအောက်ရှာဖွေရေးစက်ကရိယာတွေတုံးပြီးရှာဖွေခဲ့ပြီးမိတ်ဆာကအဲ့ဒီစက်တွေကိုပါဖျက်ဆီးပစ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာမျက်နှာဖုံးစွပ်မိန်းကလေးတစ်ယောက်ကချွေဝမ်းတစ်ခုထဲကနေကလေးကိုတန်ကြားရတယ်လို့ပြောလာပါတယ်။သူတို့အဲ့ဒီနေရာကိုတွားကြည့်တဲ့အခါပင်လယ်မိတ်ဆာဟာကလေးကိုပွေးပိုက်ထားတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့ပင်လယ်မိတ်ဆာရဲ့ရင်သွေးလေးဟာမတော်တဆတည်ဆုံးသွားခဲ့တာဖြစ်ပြီးကမ်းခြေမှာကလေးမွေးနေတဲ့အမျိုးသမီးနဲ့တိုက်ဆိုင်တွေ့သွားတဲ့ကြောင့်အဖန်မပြီးခေါ်လာခဲ့တာပါ။ပင်လယ်မိတ်ဆာဟာကလေးအပေါ်မှာတန်ရောစင်ကြီးနေတာကိုတွေ့ရတော့မိခင်ဖြစ်သူဟာစိတ်ထဲမှာဝေခွဲမရဖြစ်လာပါတယ်။ကဘာကြီးကဖြစ်စည်းသွားမဲ့အခြေအနေမှာရှိနေပြီးရာသီဥတုကလည်းအလွန်အမင်းအေးစိမ်ကအပြင်တွေလည်းမပေါက်နိုင်တော့ပါဘူး။အစားအစာတွေလည်းရှားပါလာနေပါတယ်။ဒါပေမဲ့ပင်လယ်မိတ်ဆာနေထိုင်တဲ့ပင်လယ်ပင်ကတော့ဒီလိုဆိုးရွားတဲ့ရာသီဥတုတန်ကိုမခံစားရပါဘူး။ဒါကြောင့်လည်းမိခင်ဖြစ်သူကသူ့ကလေးကိုဒီမိတ်ဆာနဲ့ပဲထားရစ်ခဲ့ရင်မိခင်မလားလို့တွေးမိသွားတာပါ။ဒါပေမဲ့ခင်မင်းဖြစ်သူကတော့သဘောမတူခဲ့ပါဘူး။အဖွဲခေါင်းဆောင်ကချက်ချင်းပဲမိတ်ဆာကိုဖိခတ်ပြီးကလေးကိုပြန်လူယူနိုင်ခဲ့ပါတယ်။ကလေးဟာပင်လယ်မိတ်ဆာနဲ့ကြာရှည်နေခဲ့ရတာကြောင့်အထက်ရှူအားနေနေပေမဲ့ခင်မီစေကူတာမှုတွေကြောင့်အထက်ပြေကလွတ်မြောက်သွားခဲ့ပါတယ်။နောက်ထပ်ပြဿနာတစ်ခုကတော့ကလေးဟာပင်လယ်မိတ်ဆာရဲ့နှုတ်ကိုတောက်ခဲ့မိတာကြောင့်လက်တွေမှာငါးကြီးခွင်းတွေပေါ်လာတာပါ။ဒါကိုကူတာဖို့အတွက်အဖွဲခေါင်းဆောင်ဟာရှေးဟောင်းနီလန်ကိုတုံးပြီးအတိတ်ကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီမှာဉာဏ်ပညာတိပ္ပံရဲ့စွမ်းအားကိုပြန်လဲအသက်သွင်းဖို့နဲ့ကုသနိုင်မဲ့အစီအစဉ်တွေကိုရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။မမျှော်လင့်ပဲအဲ့ဒီအပင်ကိုမိတ်ဆာတစ်ကောင်ကစားပစ်လိုက်ပေမဲ့အဲ့ဒီအပင်ဟာလူသားတစ်ယောက်ဖြစ်ပြောင်းလဲသွားပြီးမိတ်ဆာကိုနှိမ်နှင်းကလူတိုင်းကိုကုသပေးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အရာအလုံးဟာပုံမှန်တိုင်းပြန်လဲအေးချမ်းသွားပါတော့တယ်။